ဒီချတွေနဲ့တော့ငါစိတ်ပြက်ပါတယ်ဝင်းထရံတစ်ခုလုံးလည်းရစရာမရှိတော့ဘူးအမေဘာဖြစ်လို့လဲဗျဘာဖြစ်ရမှာလဲတားရဲ့ချတွေပေါ့ထရံတစ်ချက်လုံးကိုတက်နေတာဟာဟုတ်ပါထရံတစ်ခုလုံးဘာမှရစရာမရှိတော့ဘူးအသေးပြန်လဲမှရတော့မယ်ကြာလာရင်တော့ဘာမှကြံမှာမဟုတ်တော့ဘူးအမေရဲ့ဘေးအိမ်မှာဒေါခင်ပြူတို့သားမိပြောတော်စကားများအားဒေါ်မိတင်ကြားလိုက်ရလေသည်အိမ်ကြားကာယံထားတဲ့ဝင်းထရံမှာခြားထား၍ကျိုးချေပျက်စီးနေပြီဖြစ်သည်ဒေါ်မိတင်အနေဖြင့်ဝင်းထရံအသေးလဲခြင်းပေမဲ့လည်းစီးပွားရေးကမကောင်းသဖြင့်စိတ်ကူးအားအကောင့်ထဲမဖော်နိုင်ခြင်းဖြစ်ပေတယ်ယခုအိမ်နီးချင်းဖြစ်သူဒေါခင်ပြူတို့ကဝင်းထရံအားပြုပြင်ပြောင်းလဲပေးမယ်ဟုပြလိုက်သဖြင့်စိတ်ထဲမှအနှဲငယ်ပေါ်ပါသွားရလေသည်ဒေါခင်ပြူနဲ့အိမ်နီးချင်းများဖြစ်ကြပေမဲ့လည်းမခေါ်မပြောနေခဲ့ဒီမှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ဒေါ်မီတင်ကအေးအေးဆေးဆေးနေပေမဲ့တခါတလေဒေါခင်ပြူကဒေါ်မီတင်ကြအောင်ရွယ်လာဆောင်လာပြောဆိုတတ်လေသည်။ထို့သောရွယ်လာဆောင်လာပြောသောစကားများအောင်ဒေါ်မီတင်ကကြားပေမဲ့လည်းမသိချင်အောင်ဆောင်ပြီးတော့နေခဲ့လေသည်။ဒေါ်မီတင်ဘက်မှပြဿနာကိုမကြည့်ချင်တာလည်းပါပါတယ်။သူကပြန်ပြောလိုက်လျင်သားသမီးတွေကပါလိုက်ပါလာမိဆို၍အေးအေးဆေးဆေးနေခဲ့ခြင်းဖြစ်ပါတယ်။ဒေါခင်ပြူနဲ့ဒေါ်မီတင်တို့နှစ်ယောက်စလုံးလင်ယောက်ျားများမရှိကြတော့ပြီ။ဒေါ်မီတင်မှာသားသမီး၄ယောက်ရှိပြီးဒေါခင်ပြူကတော့သားသမီး၃ယောက်ရှိလေတယ်။ဒီတရံတွေအကုန်လုံးကိုလဲပြင်မယ်ကိုတင်မောင်ဝါတရံဘယ်နှချက်လောက်ကုန်မလဲ။၄-၅ချက်လောက်ဆိုရင်ရပါပြီမခင်ပြူရဲ့တိတ်ပြီးတော့လည်းမကုန်ပါဘူး။ဒါဆိုရင်ဝါတရံလောက်တဲ့သူတွေကိုမှားထားလိုက်မယ်။ဝါတရံရတဲ့နေ့မှာရှင့်ကိုလှမ်းပြလိုက်မယ်လေ။ကောင်းပါပြီ။ကျုပ်ဆက်လာခဲ့ပါမယ်ဗျာ။အမေဟိုဘက်အိမ်ကဝင်းထရံအစ်စ်ခတ်မို့လား။ဒေါ်မီတင်ရဲ့တမီးအကြီးမပွင့်ခိုင်ကမေးလိုက်ခြင်းဖြစ်တယ်။ဟုတ်တယ်လေတမီးရဲ့ဘာဖြစ်လို့လဲ။ကောင်းတယ်ဒါမှသူတို့မျက်နှာမမြင်ရမှာ။အုတ်တိုင်းခတ်လိုက်ရင်ပို့ပြီးတော့ကောင်းသေးတယ်။တမီးရဲ့ပြောမနေပါနဲ့ထားလိုက်ပါသူတို့ဟာသူတို့ဘာပဲလုပ်ကိုကိစ္စမဟုတ်ဘူးလေ။ဒေါ်မီတင်ကတမီးဖြစ်သူအားငေါက်လိုက်လေတယ်။မပွင့်ခိုင်ကလည်းမိခင်ဖြစ်သူအားဘာမှပြန်မပြောဘဲအသာငြင်းနေလိုက်တော့တယ်။တပတ်ခန့်ကြာတော့ဒေါခင်ဖြူတို့မှအလုသမားများငှားကဝင်းရံခတ်ကြလေတယ်။ဟုတ်ပြီရှင်းနေတိုးလိုက်ပါဦး။အေးနည်းနည်းတိုးလိုက်တိုးလို့မရတော့ဘူးမခင်ဖြူသူများအိမ်ဘက်ကိုရောက်နေပြီဗျ။ဟာမရောက်ပါဘူးဒါကျမရဲ့မြေလေကျမဘက်ကပါတယ်ရှင်ဒီမှာဒေါခင်ဖြူရှင်လူကြီးတံမဲ့မတရားမလုပ်ချင်ပါနဲ့ဒီမှာဒီတစ်ပင်ကကျမတို့စိုက်ထားတာလေဒါကျမတို့ဝိုင်းဘက်ကပေါ့ရှင်ဒီမှာဒီတစ်ပင်ကကျမတို့စိုက်ထားတာလေဒါကျမတို့ဝိုင်းဘက်ကပေါ့ရှင်ဘာရှင့်မြေလဲအောင်မညီကဘာတိလို့လဲဒါကငါဝိုင်းနေနမိတ်လေငါဟာငါတိုးတာဘာဖြစ်လဲပါးအောင်ချလိုက်ခြင်းသေးတယ်ဒေါခင်ဖြူရဲ့လူကြီးဖြစ်ပြီးဂျဘိုးကိုလေးပြအောင်ပြောမနေပါနဲ့အောင်မဲငါမွေးမှငါသမီးလောက်ပဲရှိတဲ့ကောင်မကများငါ့ကိုပရိုက်ချင်ရတာနဲ့ညီတက်တိရှိရင်လှုပ်ကြည့်လိုက်ဆမ်းပါလှုပ်လိုက်ဆမ်းပါဟဲ့သမီးပွင့်ခိုင်တော်စိတ်ကိုထိန်တန်းအမေဖယ်တန်းမှာဒီဖွားကြီးကမတော်တရားလှုပ်တာလက်ပိုက်ပြီးတော့ငြိမ်ခံမနေနိုင်ပါဘူးအမေကဘာဖြစ်နေတာလဲအမေဘာဖြစ်နေတာလဲဘာဖြစ်ရမှာလဲသမီးရဲ့ပွင့်ခိုင်မော့အမေတို့မြေပေါ်ချန်စီယိုခတ်တာကိုသူတို့ပဲရောက်နေတယ်ဆိုပြီးတော့လာရန်ထောင်းနေတာလေမဟုတ်လို့လားကျမပြောတာမဟုတ်လို့လားသမီးတော်စမ်းအမေပြောပါမယ်အမေရဲ့လှုပ်ဆန်းမှာမတရားတာကြီးကိုတော့ငြိမ်ခံမနေနိုင်ပါဘူးဟဲ့ကောင်မပွင့်ခိုင်ကြီးကငြိမ်ခံမနေနိုင်ရအောင်ငါအမေကဘာလုပ်နေလို့လဲငါတို့မြေပေါ်ကိုဝင်းထရံခတ်တာကြီးနဲ့ဘာဆိုင်လို့တော့ဒေါကန်ဖြူရဲ့တမီမယူနိုင်ကပွင့်ခိုင်အားရန်ထောင်လိုက်လေတဲ့ဒီမဲ့မက်ခင်ဖြူရှင်ကဒီမြေကိုရှစ်မီလို့ထင်နေတယ်ပေါ့ထင်တာမဟုတ်ဘူးဟုတ်လို့ကိုပြောနေတာလေရှင်းရဲ့မြေလို့ထင်နေဆိုရင်လေယူသွားလိုက်ပါမြေတထွားတမိုက်နဲ့ကျမမငင်းကျင်ပါဘူးတေးသွားရင်လေဒီမြေတွေကတဲသွားလို့မှမရတာအဲ့ဒီတော့ယူလိုက်ရတယ်ဘာမှမဖြစ်ပါဘူးအေးဒါပေမဲ့နင်တခုမှတ်ထားလိုက်ပါမက်ခင်ဖြူမဟုတ်တာလုပ်တဲ့သူကသူ့ရဲ့အပြစ်နဲ့သူအကျိုးပေးပါလိမ့်မယ်တခိုးကလူပြန်ဟစ်လို့မိတင်ရဲ့ရဲတောင်ရဲလိုက်ချင်တည်းရဲ့လာသမီးပွင့်ခိုင်မေတသုတ်စာနဲ့အမေတို့ဘာမှဖြစ်မသွားဘူးမိခင်ဖြစ်သူမှအတင်းဆွဲခေါ်နေသဖြင့်ပွင့်ခိုင်လည်းအိမ်လဲသို့ပြန်ဝင်လာခဲ့ပြီးစိတ်ကိုမနှဲထိမ့်ထလိုက်ရတော့တယ်မောင်နေရှိမနေတာခံကောင်းသွားတယ်ဟုဆိုရမှာပဲသူတို့ရှိနေလျင်အခြေအနေကဒီထက်ပိုဆိုးသွားနိုင်တယ်ဘာရက်နေကြတာလဲလောက်ရရှိတာလောက်ကြတော့လေဒီနေ့အပြည့်တဲ့လောက်ပေးရမှာမဟုတ်ဘူးလားကိုတင်မောင်အေးပါငါသိပါတယ်ကိုတင်မောင်လဲဒေါခင်ဖြူအားမလွန်ဆန်တဲ့ဖြင့်သူခိုင်းတဲ့အတိုင်းဝင်းတရံအားသူ့မြေပဲရောက်အောင်ခတ်ပေးလိုက်ရတော့တယ်အိမ်ဝင်းတရံခတ်ပြီးသည့်နေ့မှစ၍ဒေါ်မီတင်နဲ့ဒေါခင်ဖြူတို့ချင်းတွေကအရင်ကားတဲ့ပုံမတင်းမှသွားခဲ့ရသေးတယ်နဘက်သားသမီးများကလည်းတဦးနဲ့တဦးမြင်တွေ့ပါကနဘမ်းမင်လုံးကျင်လောက်အောင်မုန်းတီးသွားကြလေတော့တယ်နှစ်တွေကြာလာတော့ဒေါသစိတ်တွေအနေထိုင်လာကအရင်ကတော့ရင်ထဲမှာစူပူခြင်းတိတ်မရှိကြတော့ပဲအချိန်တွေကြာလာသည်နှင့်အမျှဒေါခင်ဖြူတဲ့ကျမ်းမာရေးကတဖြည်းဖြည်းနဲ့အချိုးရင်းလာခဲ့တယ်။ဒီနေ့ထက်ဒီနေ့ဆိုးရိုးလာသည့်ယောဂဝေဒနာကြောင့်သားသမီးများကဆေးရုံသို့ပင်ပို့ဆောင်ထားရလေတော့တယ်။
ဆေးရုံမှာဝေဒနာအားတက်တာပြောက်ခင်းအောင်ပတ်စံအများပြားအကုန်ကြခံကဒေါခင်ဖြူအားကုသပေးခဲ့ကြပေမဲ့လည်းပြန်ကောင်းမလာပဲအခြေအနေကအရင်ကထက်ပိုဆိုးလာကဒေါခင်ဖြူရဲ့အသက်ကိုပါဆုံးရှုံးသွားခဲ့ရတယ်။အမေဟိုဘက်အင်္ဂါဘွားတော်ကြီးဆုံးပြီတဲ့ဟုတ်ရဲ့လားတားရဲ့ဒီနေ့ဆုံးသွားတာလားဟုတ်တယ်မေဆေးရုံမှာပဲဆုံးသွားတာတဲ့သူတို့နဲ့နီးစပ်တဲ့တားတငယ်ချင်းကလှမ်းပြောတာအလောင်းကိုတော့ဆေးရုံကနေပြန်တယ်မယ်လို့တော့ကြားထားပဲစိတ်မကောင်းစရာပါပဲတားရဲ့ညနေမှအာတုဘသွားပြီးမေးလိုက်အောင်မယ်ဟာအမေကလည်းတားတို့နဲ့မှစကားမပြောတာသွားမေးရင်ကြိုက်ပါမလားသူတို့ကအော်တားရဲ့မခေါ်တာအသာထားအိမ်နီးချင်းနေလေမသွားရင်မကောင်းဘူးတားရဲ့တာရေးမဟုတ်ဘူးနာရေးဆိုတော့လေအမေတို့ဘက်ကဝေရရှိသေးတယ်လေတာရဲ့အင်းမအမေသဘောပါပဲတွားရင်တော့အမကြီးကိုပါခေါ်သွားအောင်အမေတယောက်တည်းတော့မသွားနဲ့နော်အေးပါတာရဲ့မွန်းလွဲချိန်ခန့်ရောက်တော့ဒေါခင်ဖြူတို့အိမ်ဘက်မှာငိုကြယူကြသည့်အတန်းများဖြောင်းဆန်နေတော့တယ်စေယုံမှာအလောင်းအားအိမ်တို့ပြန်တယ်လာသည့်တွေ့ဒေါခင်ဖြူရဲ့သားသမီးများနှင့်မြေးမြရဲ့ငိုယိုတန်းကအတိုင်းသားကြားနေရလေတယ်ညနေရောက်တော့ဒေါ်မီတင်နဲ့သမီးဖြစ်သူပွင့်ခိုင်အားခေါ်ကနာရီအိမ်တို့ရောက်လာခဲ့ကြလေတယ်။အော်လေးမီတင်တို့သားမိပါလား။ထိုင်ပါအောင်ရှင်။ဒေါခင်ဖြူရဲ့သမီးယူနိုင်ကငိုထားသည့်မျက်နှာကြီးဖြင့်နေရာထိုင်ခင်းပေးလေသည်။ဘယ်ချိန်လောက်ကဆုံးသွားတာလဲယူနိုင်။မနေ့၈နာရီလောက်ကပဲ။သမီးရဲ့အမေရင်နဲ့မကောင်းဘူး။ရေလေးတိုက်ဆန်းမှာဆိုပြီးတော့အမေကတောင်းတော့ကျမလည်းရေလေးငှဲ့နေတော့ချောင်းတစ်ချက်ဆိုပြီးအသက်ပါသွားတာပါပဲလေးမီတင်ရဲ့။တရားနဲ့ဖြေပါယူနိုင်ရဲ့။လေးမီတင်တို့လည်းတစ်ချိန်ကျရင်ဒီလမ်းကိုသွားကြရမှာပဲမဟုတ်လားတရားနဲ့ဖြေပြီးစိတ်ကိုထိမှယူနိုင်ရဲ့အခုလိုလာပြီးအားပေးစကားပြောတာကျေးဇူးတင်ပါတယ်လေးမီတင်ရဲ့အိုးမလိုပါဘူးငါတို့ကအိမ်ကြီးချင်းတွေပဲမဟုတ်လားအချင်းချင်းရိုင်းမရမှာပေါ့ဟုတ်ပါတယ်လေးမီတင်ရဲ့နိုင်ရဲ့အိမ်မှာစကားထိုင်ပြောပြီးဒေါ်မီတင်တို့သားမီလဲအိမ်တို့ပြန်လာခဲ့ကြလေတယ်ဒေါခင်ဖြူရဲ့အာတုဘအားဒေါ်မီတင်လိုက်လံပို့ဆောင်ပေးခဲ့လေသည်နိုင်ရဲ့ရက်လက်ဒီနေ့မတိုင်ခင်မှာလဲကူညီလောက်ကင်ပေးခဲ့လေတယ်ဒေါခင်ဖြူရဲ့သားသမီးများနဲ့ဆက်ဆံရေးမှာပြန်လည်အဆင်ပြေလာခဲ့ကြလေတယ်။နိုင်ရဲလဲပြီးသွားခဲ့လေသည်။လာတွေလည်းကြာခဲ့လေပြီးဒေါခင်ဖြူလည်းဘဝတစ်ပါးသို့ရောက်ရှိသွားလိမ့်မည်ဟုအားလုံးကထင်မှတ်ထားခဲ့ကြလေတယ်။အမောင်အတိကျနေသည့်ညတညတွင်ဒေါခင်ဖြူရဲ့သမီးကြီးယူနိုင်သည့်အိမ်မက်တစ်ခုကိုမြင်မဲ့လေတော့လေတယ်။သမီးလေးအမေပါ။ဟင်အမေသမီးစီလာတယ်။ဟုတ်တယ်သမီးအမေကိုကဲပါအောင်။အမေကိုကဲပါအောင်သမီးရဲ့အမေမှာတေးပြီးကြတဲ့ကအခုချိန်ထိတအောင်လေးတောင်မနားရသေးပါဘူးသမီးရဲ့အမေလုပ်ခဲ့တဲ့အပြစ်ဒဏ်တွေကြောင့်အမေမှာနေမနာညံမနာအပြစ်ဒဏ်တွေခံနေရပါပြီသမီးရဲ့ရှင်အမေဘာတွေဖြစ်နေတာလဲဘာတွေလုပ်မိလို့လဲရင်သမီးကိုပြောပြပါသမီးအမေကိုကဲပါမယ်အမေမသိခင်ကဝင်းတရံခတ်တော့မမီတင်ရဲ့ဝိုင်းဘက်ကိုတိုးပြီးတော့ခတ်လိုက်တယ်မမီတင်ရဲ့မြေတွေပါနေတာကိုတိတိလျက်နဲ့အမေမြေခိုးပြီးတော့ချမ်းစီကိုခတ်ခဲ့မိတယ်အခုအဲ့ဒီပြည်တန်တွေကြောင့်အမေမှာနေမနာညံမနာခေါင်းပေါ်မှာမြေတွေရက်ထားရတဲ့သမီးရဲ့အမေကိုကဲပါအောင်နော်သမီးမမီတင်ရဲ့မြေတွေကိုပြန်ပေးပေးပါသမီးရဲ့အမေတော့ရတော့မယ်အိမ်တောင်းနဲ့ကအမေကိုထွက်ခိုင်းနေပြီအမေကိုကူညီပါနော်သမီးနော်မယူနိုင်လေထိုအိမ်မက်ဆိုးမှလန်တို့လာခဲ့လေတယ်ဖះငါ့ကိုအိမ်မက်ပေးပြီးတော့အငွေကြီးတောင်းတာပါလားအမေမှာမြေခိုးတဲ့အပြစ်ဒဏ်တွေကခံနေရပါလားမဖြစ်ဘူးအမေကိုဒီဘွားကကြွအောင်ငါအမြဲဆုံးကူညီမှဖြစ်မယ်မနဲ့လင်းတီနဲ့မယူနိုင်ကသူ့ရဲ့အိမ်မက်အကြောင်းအားမောင်နဲ့ညီမတွေကိုပြောပြလိုက်လေတယ်မောင်နဲ့ညီမဖြစ်သူတို့ကလည်းမိခင်ဖြစ်သူအကြောင်းအားသိရှိသွားသဖြင့်စိတ်မကောင်းဖြစ်မိကြလေတယ်ထို့ကြောင့်ဝင်းတရံခတ်စင်ခါကပြုတ်လုပေးခဲ့သောကိုတေမောင်အားခေါ်ကဝင်းတရံအားဒေါ်မီတင်မြေပေါ်မှာနောက်သို့ဆုတ်ကဖယ်ရှားပေးခဲ့လေတယ်တစ်ဆက်တည်းမှာပင်ဖုန်ကြီး၅ပါးအားပင့်ကမိခင်ဖြစ်သူဒေါခင်ပြူတွေကုသိုလ်ကောင်းမှုများပြုလုပ်ပေးကြလေတယ်အလူတန်းအားရေသက်ချအမျှဝေခဲ့ကြလေတယ်။တက္ကမကြီးဒေါခင်ဖြူနှင့်တကွာအားလုံးကြောကြသမျှအမျှယူတော်မူကြပါကုန်လောသာဓုသမီးလေးဟင်အမေဟုတ်တယ်သမီးတို့ကူညီလို့အမေဒီဘွားကနေကျွတ်လွတ်ရတော့မယ်အမေရဲ့အမားကိုတင်ငန်းသာယူပြီးတော့ဘဝကိုကောင်းကောင်းမွန်မွန်နေထိုင်ကြပါလို့အမေကနောက်ဆုံးအနေနဲ့မှားခဲ့ခြင်းနဲ့သမီးရဲ့ဟုတ်ကဲ့ပါစိတ်ချပါအမေသမီးတို့အကောင်းမွန်ဆုံးဖြစ်အောင်နေထိုင်ပါမယ်နော်အမေတို့တွေကံမကောင်းရင်တော့တန်တရားမှာပြန်ဆောင်ကြတာပေါ့ကွယ်ထို့သို့ပြောပြီးတော့အိမ်မက်မှလန်နိုးလာခဲ့ရပြန်တယ်ဒီတစ်ခါအိမ်မက်ကတော့မယူနိုင်တဲ့ပြုံးပျော်မိလေတယ်သူတစ်ပါးမြေအားမတရားယူခိုးယူခဲ့သည့်မိခင်ဖေသူဒေါခင်ပြူမှာကြီးစွာသောပြစ်ဒဏ်အားလာပေါင်းများစွာခံခဲ့ရလေတယ်။ယခုထိုအပြစ်ဒဏ်များမှာ
မိခင်ဖြစ်သူဒေါခင်ဖြူမှာလွတ်မြောက်သွားပြီဖြစ်သည်ဖြင့်အခုလိုပြုံးပြောင်မိခြင်းပင်ဖြစ်လေတယ်။မယူနိုင်အနေဖြင့်လည်းထိုအပြစ်ပြက်များထဲမှာတင်ကန်းသာတစ်ခုကိုကောင်းစွာရခဲ့လေတယ်။သူတစ်ပါးမြေအားသူမသိအောင်မြေတမုံပင်မခိုးမိစေဖို့တတိကြီးစွာထားရတော်မူဖြစ်လေသည်။ခိုးယူခဲ့မိပါကရလာမယ့်အပြစ်တမ်းမှာမိသူမှခံနိုင်လိမ့်မည်မဟုတ်ပေ